အားလုံးပဲမင်္ဂလာပါယခုတင်ဆက်ပေးမဲ့တရေဇလံလေးကတော့အစိမ့်တေညတွင်ချင်းပျောက်ဆုံးသူများဆိုတဲ့ဇလံလေးဖြစ်ပါတယ်အစိမ့်တေတရေဇလံနေအောင်ကြည်ပင်မထိုးဖောက်နိုင်သောအုံမိုင်းလန်းကြီးဒဏ္ဍာရီများကဤလန်းပေါ်တွင်လူများပျောက်ဆုံးသွားသည်ဟုဆိုသည်သို့သောအမှန်တရားသည်မြည်သည့်ဒဏ္ဍာရီထက်မဆိုပို၍ထိတ်လန့်ဖွယ်ရာဖြစ်ပါတယ်ဇလန်းအစမှာတော့မြတ်သူဤတက္ကသိုလ်စာသင်ခန်းတွင်စတင်ခဲ့ပါတယ်သူသည်ကျောင်းသားများကိုအစိမ့်တေတရေဇလန်းနှင့်ပတ်သက်သောဒဏ္ဍာရီများအကြောင်းပြောပြပြီးရင်းတို့ကိုစူးစမ်းလေ့လာရေးခရီးစဉ်တစ်ခုသို့ဖိတ်ခေါ်ခဲ့ပါသည်ဆိုထက်အေးမြတ်နှင့်သဇင်တို့စိတ်ဝင်စားခဲ့ပါတယ်ထို့ကြောင့်ရင်းဒေသခံလမ်းပြတဦးကိုရှာဖွေခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဦးမောင်ကြီးဆိုတဲ့ရွေဒေသခံတဦးကိုတွေ့ပြီးလမ်းပြပေးဖို့တောင်းဆိုခဲ့ကြပါတယ်ဦးမောင်ကြီးကတရေဇလန်းကိုမသွားရန်တောင်းဆိုခဲ့ပါတယ်လမ်းတစ်လျှောက်ဦးမောင်ကြီးကလမ်းဤတမိုင်းကိုပြောပြသည်နှစ်ပေါင်း100ခန့်ကဤလန်းသည်ကုန်သည်များအတွက်အဓိကလမ်းကြောင်းဖြစ်ခဲ့တော်လဲထူးဆန်းသောပျောက်ဆုံးမှုများကြောင့်လူအများကရှောင်ကျဉ်ခဲ့သည်ဒေသခံများကဤလန်းတွင်အစိမ်းရောင်တရေတကောင်ရှိသည်ဟုယုံကြည်ကြပါသည်ပြောရင်းနဲ့ဒီတရေဇာလန်းထဲကိုရောက်ရှိခဲ့ပါတယ်ပထမညတွင်အုပ်စုသည်စိတ်လှုပ်ရှားနေတော်လဲညဖက်ရောက်သောအခါထူးဆန်းသောဖြစ်ရပ်များစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။အေးမြတ်သည်တစ်ပင်များကြားမှအစိမ်းရောင်လင်းနှန်းတစ်ခုကိုတွေ့မြင်ပြီးထိတ်လန့်သွားသည်။တစင်ကမီးရောင်သာဖြစ်မည်ဟုယူဆတော်လဲစိုးထက်ကထွက်ဆူဆန်းရန်အကြံပြုသည်မြတ်သူကရင်းတို့ကိုသတိထားရန်သတိပေးခဲ့သည်။အေးမြတ်သည်သူ၏အာယုံခံစားမှုများကိုအခြားသူများကတန်တရားဝင်နေသည့်အတွက်စိတ်ရှုပ်ထွေးနေသည့်စိုးထက်နှင့်တစင်တို့ကြားစကားများရန်ဖြစ်မှုများလည်းဖြစ်ပေါ်ခဲ့သည်ခီးဆက်ရင်လမ်းတစ်လျှောက်ရှိစွန့်ပစ်ထားသောအင်ကြီးတစ်လုံးသို့ရောက်ရှိခဲ့သည်သူတို့ဝင်ရလေ့လာရာမိဘုံဘေးတွင်ထူဆန်းသောအရေးတစ်ခုကိုတွေ့မြင်ပြီးအုပ်စုတစ်ခုလုံးထိတ်လန့်သွားသည်မြတ်သူသည်ဤအိမ်သည်နှစ်ပေါင်း100ခန့်ကကုန်သည်တဦး၏နေအိမ်ဖြစ်ခဲ့ပြီးရင်းဤမိသားစုတစ်ခုလုံးထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည်ဟုသိရှိခဲ့သည့်ထိုညတွင်အေးမြတ်သည်အိမ်မက်ဆိုးတစ်ခုကိုမက်မြင်သည့်ရင်းတွင်အစိမ်းရောင်မျက်လုံးများရှိသောအမျိုးသမီးတဦးကသူ့ကိုလမ်းထဲသို့ခေါ်ဆောင်သွားခဲ့သည်သူလန့်ပြီးနိုးလာသောအခါဆိုးထက်ပျောက်ဆုံးနေသည်ကိုတွေ့ရှိသည်အုပ်စုတစ်ခုလုံးထိတ်လန့်ကဆိုးထက်ကိုရှာဖွေရန်လမ်းထဲသို့ထွက်သွားခဲ့ကြသည်ထို့နောက်ထိတ်လန့်ဖွယ်ရာဖြစ်ရပ်များပိုမိုပြင်းထန်လာခဲ့သည်တစဉ်သည်တစ်ပင်များကြားမှတိုးတိုးတန်များကိုကြားရပြီးဦးမောင်ကြီးကထူးဆန်းစွာတိတ်ဆိတ်နေခဲ့သည်မြတ်သူသည်အိမ်ထဲတွင်တွေ့ရှိခဲ့သောစာရွက်စာတမ်းများကိုဖတ်ရှုရင်းဤလန်းတွင်ကျိန်စာတစ်ခုရှိနေကြောင်းတန်တရားဝင်လာသည့်သူတို့အုပ်စုသည်စိုးထက်၏ဖက်နှက်တစ်ဖက်ကိုလမ်းထဲတွင်တွေ့ရှိပြီးရင်းတို့အနီးတွင်အစိမ်းရောင်မြူခိုးများပေါ်ထွက်လာခဲ့သည်အေးမြတ်သည်ထိတ်လန့်ကအော်ဟစ်ပြီးမြူခိုးထဲသို့ပြေးဝင်သွားမိသည်အစိမ့်တေတရေဇာလန်းသည်တာမန်လန်းတစ်ခုမဟုတ်ခင်းသည်နှစ်ပေါင်းများစွာကျိန်စာတစ်ခု၏အကျဉ်းသားဖြစ်နေသည်ကိုတွေ့ခဲ့ရသည်ယခုအခါရင်းတို့သည်ထိုကျိန်စာ၏အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပြီးအေးမြတ်လည်းပျောက်ဆုံးသွားပြီးနောက်ကြံရှိသူများဖြစ်သောမြတ်သူတစင်နှင့်ဦးမောင်ကြီးတို့သည်စိတ်တက်ကြဆင်းနေခဲ့သည်တစင်သည်အေးမြတ်ကိုဆုံးရှုံးလိုက်ရသည့်အတွက်စိတ်ပိုင်းဆိုင်ရာပြိုလဲလူနီးပါးဖြစ်နေသည်မြတ်သူသည်စာရွက်စာတမ်းများထဲမှအချက်လက်များကိုပေါင်းစပ်ကာကျိန်စာ၏ဇစ်မြစ်ကိုရှာဖွေကြည်လာသည်သူတို့သိရှိခဲ့သည်မှာနှစ်ပေါင်း100ခန့်ကဤလန်းပေါ်တွင်နာမည်ကြီးကုန်သည်တဦး၏သမီးဖြစ်သူမိန်းမငယ်တဦးကိုဒေသခံများကစုံမဟုဆွဆွဲကတပ်ဖြတ်ခဲ့သည်ရင်း၏နောက်ဆုံးအသက်ရှူတန်ဖြင့်သူမသည်ဤလန်းကိုကျိန်စာချခဲ့ပြီးရင်းထဲသို့ဝင်ရောက်သူတိုင်းကိုသူမ၏ဝိညာဉ်ကလိုက်လံခြောက်လန့်ခဲ့သည့်အချိန်တွင်ဦးမောင်ကြီးသည်ရင်း၏လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြောဆိုသည်သူသည်ထိုမိန်းမငယ်၏ဆွေမျိုးတဦးဖြစ်ပြီးကျိန်စာကိုဖျက်သိမ်းရန်နှစ်ပေါင်းများစွာကြိုးစားနေခဲ့သည်သို့သောကျိန်စာသည်အစိမ်းရောင်တရေ၏ဝိညာဉ်ကိုလွတ်မြောက်ရန်အသက်ရှင်သူများ၏ရေပူဇော်မှုကိုလိုအပ်သည့်အုပ်စုသည်အစိမ်းရောင်တရေ၏တိုက်ခိုက်မှုများကိုရင်ဆိုင်ခဲ့ရသည့်တစဉ်သည်မြူကိုးထဲတွင်အေးမြတ်၏အတန်ကိုကြားရပြီးပြင်းကိုလိုက်သွားရာသူမလည်းပျောက်ဆုံးသွားသည်နောက်တွင်မြတ်သူနှင့်ဦးမောင်ကြီးတို့သည်လမ်းထဲရှိတင်ချိုင်းဟောင်းတစ်ခုသို့ရောက်ရှိခဲ့ပြန်သည်ရင်းတို့သည်မိန်းမငယ်၏အုပ်ကူကိုတွေ့ရှိပြီးကျိန်စာကိုဖျက်သိမ်းရန်နည်းလမ်းတစ်ခုကိုရှာဖွေရန်ဤမောင်ကြီးကဆုံးဖြတ်ခဲ့သည်အစိမ့်တေတရေဇာလန်းသည်ရင်းဤသားကောင်များကိုရွေးချယ်ခဲ့သည်သို့သောကျိန်စာကိုဖျက်သိမ်းရန်မျှော်လင့်ချက်တစ်ခုရှိနေသေးသည်မြတ်သူသည်ဦးမောင်ကြီးအကူအညီဖြင့်ကျိန်စာကိုဖျက်သိမ်းရန်ထုံးတမ်းတစ်ခုကိုလှုပ်ဆောင်နေသည်ရင်းတို့သည်မိန်းမငယ်၏အုပ်ကူထဲမှသူမ၏ရုပ်ကြွေးများကိုထုတ်ယူပြီးအချို့သောပစ္စည်းများကိုမိရှို့ရန်ပြင်ဆင်သည်သို့သောဤအချိန်တွင်အစိမ်းရောင်တရေ၏ဝိညာဉ်သည်ပေါ်ထွက်လာပြီးသူတို့ကိုတိုက်ခိုက်သည်
ထိတ်လန့်ဖွယ်ရာတိုက်ပွဲတစ်ခုအတွင်းဦးမောင်ကြီးသည်မြတ်သူကိုကာကွယ်ရင်းအသက်ဆုံးရှုံးရပြန်သည့်မြတ်သူသည်ထုံးတမ်းကိုအဆုံးသတ်ရန်ကြိုးစားရင်းသူ၏ကိုယ်ပိုင်အကြောက်တရားများနှင့်ရင်ဆိုင်ရသည့်ဤအချိန်တွင်အေးမြတ်နှင့်တဇင်တို့သည်မြို့ကိုယ်ထဲမှပြန်လည်ပေါ်ထွက်လာပြီးယင်းတို့သည်ကျိန်စာ၏ထောင်ချောက်ထဲတွင်ပိတ်မိနေခဲ့သည်ကိုပြောပြခဲ့သည့်အဆုံးတွင်မြတ်သူသည်မိန်းမငယ်၏ဝိညာဉ်နှင့်စကားပြောဆိုပြီးသူမ၏ဆန္ဒကိုဖြည့်ဆည်းရန်ကတိပြုခဲ့သည်သူသည်မိန်းမငယ်၏ရုပ်ကြွင်းများကိုတင့်လျော်စွာတင်ကြိုပြီးကျိန်စာကိုဖျက်သိမ်းနိုင်ခဲ့သည်အစိမ်းရောင်မြူခိုးများပျောက်ကွယ်သွားပြီးလမ်းသည်ပုံမှန်ပြန်လည်ဖြစ်ပေါ်လာသည်မြတ်သူအေးမြတ်နှင့်တဇင်တို့သည်လမ်းမှလွတ်မြောက်လာပြီးယင်းတို့၏ဘဝသို့ပြန်လည်ရောက်ရှိသည်သို့သောမြတ်သူသည်လမ်းထဲတွင်တွေ့ခဲ့သောအစိမ်းရောင်မျက်လုံးများကိုမမေ့နိုင်သဖြင့်လင်း၏သုတေသနကိုဆက်လက်လှုပ်ဆောင်ခဲ့သည်အစိမ်းသည်တရေစာလမ်းသည်သူတို့၏စိတ်နှလုံးထဲတွင်ဆက်လက်ရှင်သန်နေပြီးကျိန်စာ၏အမှန်တရားသည်မထင်မှတ်ထားသောအလှည့်ပြောင်းများကိုယူဆောင်လာခဲ့သည့်ဇလန်းသည်အစိမ်းသည်တရေစာလမ်းမှပြန်လည်လွတ်မြောက်လာပြီး3 လအကြာမြတ်သူ၏နေ့စဉ်ဘဝတွင်စတင်ခဲ့ပါသည်သူသည်တက္ကသိုလ်တွင်ဆက်လက်သင်ကြားနေတော်လဲစိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာများကိုမဖုံးကွယ်နိုင်ပြီးညတိုင်းအိမ်မက်ဆိုးများတွင်အစိမ်းရောင်မျက်လုံးများနှင့်မြူကိုးများကိုမြင်နေရပြီးသူ၏သုတေသနများကိုအဆက်မပြတ်ပြန်လည်စဉ်းစားနေသည်တစ်ဖက်တွင်အေးမြတ်နှင့်တဇင်တို့သည်ယင်းတို့၏ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ရန်ကြိုးစားနေကြသည်သို့သောအေးမြတ်သည်ထူးဆန်းသောအမူအရာများပြသလာသည်သူသည်အိမ်မက်ထဲတွင်လမ်းထဲသို့ပြန်လည်ခေါ်ဆောင်ခံရသည်ဟုခံစားရပြီးသူ၏ပကြီကားများတွင်အစိမ်းရောင်အရိပ်များနှင့်မိမငယ်၏ပုံရိပ်များကိုမတိစိတ်ဖြင့်ရေးဆွဲနေသည့်တဇင်သည်ယင်းကိုစိုးရိမ်ပြီးမြတ်သူထံအကူအညီတောင်းသည်မြတ်သူသည်အေးမြတ်၏ပကြီကားများကိုစစ်ဆေးရင်းထိုပုံများတွင်အစိမ်းသည်တရေစာလမ်းရှိသင်္ကေတများနှင့်တူညီမှုများကိုသတိပြုမိသည်သူသည်ကျိန်စာဖျက်သိမ်းမှုမပြည့်စုံခဲ့သည်ဟုတန်တရားဝင်လာသည့်ဤအချိန်တွင်ဒေတာခန်တဦးထံမှသတင်းတစ်ခုရရှိသည်အစိမ်းသည်တရေစာလမ်းတွင်ထူးဆန်းသောဖြစ်ရပ်များပြန်လည်ဖြစ်ပေါ်နေပြီးလမ်းအနီးရှိကျေးရွာများတွင်လူများထပ်မံပျောက်ဆုံးနေသည်မြတ်သူအေးမြတ်နှင့်တဇင်တို့သည်အမှန်တရားကိုရှာဖွေရန်အစိမ်းသည်တရေစာလမ်းသို့ပြန်လည်သွားရောက်ရန်ဆုံးဖြတ်ခဲ့သည်ယင်းတို့သည်ဦးမောင်ကြီး၏မှတ်တမ်းများကိုပြန်လည်စစ်ဆေးရင်းကျိန်စာ၏နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကိုရှာဖွေတွေ့ရှိပြန်သည်မိန်းမငယ်၏ဝိညာဉ်သည်လမ်းထဲတွင်သာပိတ်မိနေသည်မဟုတ်ငင်း၏စွမ်းအားသည်လမ်းထဲသို့ဝင်ရောက်ခဲ့သူများ၏စိတ်နှလုံးထဲသို့ပါကူးစက်နိုင်သည်ဟုသိရသည်လမ်းသို့ပြန်လည်ရောက်ရှိသောအခါယင်းတို့သည်အစိမ်းရောင်မြူခိုးများနှင့်ထူးဆန်းသောအရိပ်များကိုထပ်မံတွေ့မြင်ရသည့်အေးမြတ်သည်သူ၏အိမ်မက်များထဲမှမိန်းမငယ်၏အတန်ကိုပိုမိုကျယ်လောင်စွာကြားလာရပြီးသူသည်ကျိန်စာ၏ဩဇာလွှမ်းမိုးမှုအောက်သို့ကျရောက်နေသည်ကိုသတိပြုမိသည်သူသည်မြတ်သူနှင့်တဇင်တို့အားသတိပေးပြီးသူ့ကိုထိန်းချုပ်ရန်တောင်းဆိုသည့်မြတ်သူသည်ဦးမောင်ကြီး၏မှတ်တမ်းများထဲမှနောက်ဆုံးထုံးတမ်းတစ်ခုကိုရှာတွေ့သည်ဤထုံးတမ်းသည်ကျိန်စာ၏စွမ်းအားကိုအပြီးသတ်ဖြတ်သိမ်းရန်လိုအပ်တော်လဲရပူဇော်မှုတစ်ခုလိုအပ်သည်ထိုရပူဇော်မှုသည်ကျိန်စာနှင့်ချိတ်ဆက်ခံထားရသူ၏စိတ်ဝိညာဉ်ကိုလွှတ်ပေးရန်ဖြစ်သည်အေးမြတ်သည်သူသည်ကျိန်စာ၏အဓိကတောချက်ဖြစ်ကြောင်းသိရှိပြီးမြတ်သူအားထုံးတမ်းကိုဆက်လက်လှုပ်ဆောင်ရန်တောင်းဆိုသည်ထုံးတမ်းအတွင်းအစိမ်းရောင်တရေ၏ဝိညာဉ်သည်ယင်း၏အပြည့်အဝပုံစံဖြင့်ပေါ်ထွက်လာပြီးယင်းတို့အားတိုက်ခိုက်သည့်အေးမြတ်သည်သူ၏စိတ်ဝိညာဉ်ကိုကျိန်စာ၏ထိန်းချုပ်မှုအောက်မှလွတ်မြောက်ရန်မိမိကိုမိမိရစ်ပူဇော်ရန်ဆုံးဖြတ်သည်သူသည်မိန်းမငယ်၏ဝိညာဉ်နှင့်စကားပြောဆိုပြီးယင်း၏ဒေါသများကိုနားလည်ကာသူမ၏ဝိညာဉ်ကိုအနားယူရန်ခွင့်ပြုပေးရန်တောင်းဆိုသည့်အချိန်တွင်တဇင်သည်အေးမြတ်ကိုဆုံးရှုံးရမည်ကိုမခံမရပ်နိုင်ဖြစ်ကာထုံးတမ်းကိုရပ်တန့်ရန်ကြိုးစားသည်သို့သောမြတ်သူသည်အေးမြတ်၏ဆုံးဖြတ်ချက်ကိုလေးစားပြီးထုံးတမ်းကိုအပြီးသတ်လှုပ်ဆောင်သည့်အေးမြတ်သည်မိန်းမငယ်၏ဝိညာဉ်နှင့်အတူအစိမ်းရောင်မြူခိုးထဲသို့ပျောက်ကွယ်သွားပြီးလမ်းသည်တိတ်ဆိတ်သွားသည်ထုံးတမ်းပြီးဆုံးသောအခါမြူခိုးများနှင့်ထူးဆန်းသောအရိပ်များပျောက်ကွယ်သွားသည်မြတ်သူနှင့်တဇင်တို့သည်လမ်းမှပြန်လည်ထွက်ခွာလာပြီးအေးမြတ်၏ရစ်ပူဇော်မှုကိုသတိရရင်းစိတ်မသက်မသာဖြစ်နေကြသည်မြတ်သူ၏တက္ကသိုလ်စာသင်ခန်းတွင်ပြန်လည်ပြသသည်သူသည်အစိမ်းသည်တရေစာလမ်းအကြောင်းသင်ကြားနေပြီးယင်း၏ဒဏ္ဍာရီများကိုသမိုင်းတစ်ခုအဖြစ်ပြောပြသည်တဇင်သည်အေးမြတ်၏ပကြီကားတစ်ချက်ကိုကြည်ရင်မျက်ရည်ကျနေသည့်အေးမြတ်၏ရစ်ပူဇော်မှုကသူတို့အားလုံးကိုကယ်တင်ခဲ့သည်ကိုနားလည်သည်အစိမ်းသည်တရေစာလမ်းသည်ယင်း၏ကျိန်စာကိုဆုံးရှုံးခဲ့ပြီးသို့သောသူတို့၏တရေစာလမ်းသည်တတိရစ်ပူဇော်မှုနှင့်အမှန်တရားကိုရှာဖွေသူများ၏စိတ်နှလုံးထဲတွင်ဆက်လက်ရှင်သန်နေသည်လမ်းသည်ယခုအခါအေးချမ်းပြီးနေအောင်ကြီးဖြင့်တောက်ပနေသည်တ
တစ်ပင်များကြားမှငှက်တံများထွက်ပေါ်လာပြီးလမ်း၏ထိတ်လန့်ဖွယ်ရာအငွေ့အသက်သည်လုံးဝပျောက်ကွယ်သွားသည်သို့သောမြင်ကွင်းသည်တစ်ပင်တစ်ပင်ပေါ်ရှိထူးဆန်းသောသင်္ကေတတစ်ခုပေါ်တွင်ခဏရပ်တန့်သွားပြီးကြည့်ရှုသူများကိုအနည်းငယ်တွေးတောစရာဖြစ်ထားခဲ့သည်သို့သောဤသင်္ကေတသည်ကျိန်စာ၏ပြန်လည်နိုးထမှုထက်လမ်း၏သမိုင်းကိုအမှတ်ရစေသည့်တာမန်အမှတ်အသားတစ်ခုသာဖြစ်ကြောင်းရှင်းလင်းစွာခံစားရသည်ဇတ်လမ်းလေးကတော့ဒီလောက်ပါပဲအခုတင်ဆက်ပေးသွားတဲ့ဇတ်လမ်းလေးကတော့အစိမ့်တေညတွင်ချင်းပျောက်ဆုံးသူများဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးကူညီပေးသွားကြပါဦးလိုအပ်ချက်တွေရှိသေးရင်ခွင့်လွှတ်ပေးကြပါဗျ